ဂျပန်ဘာသာစကားမှာစမ်းစီတို့ level 5ခုရှိတယ် N5 N4 N3 N2 N1 N1 ဆိုပြီးတော့ level 5ခုရှိတယ်ဒါပေမဲ့ basic ကိုကြတော့ဘယ်ကစလဲ N5 ကစတယ်ဟုတ်ပြီအဲ့တော့ဒီနေ့စတင်မှာဒီ N5 class ဖြစ်တဲ့အတွက်ကြောင့်မလို့အခြေခံအားဖြင့်သိထားရမယ်ဂျပန်ဘာသာစကားရဲ့စကားလုံးအမျိုးအစားတွေကိုစပြီးတော့လေ့လာမယ်ဟုတ်ပြီအဲ့တော့ဂျပန်ဘာသာစကားမှာစကားလုံးအမျိုးအစားစုစုပေါင်းဘယ်နှမျိုးရှိလဲ၄မျိုးရှိတယ်၄မျိုးရှိတယ်နံပါတ်1အချက်ကရိုမာကြီးဗာလဲရိုမာကြီးဟုတ်ပြီအဲ့တော့ तू ကအင်္ဂလိပ်ပြီတနည်းအားဖြင့်ပြောမယ်ဆိုရင်အင်္ဂလိပ်ပြီလို့ပဲမှတ်ထားရင်အဆင်ပြေမယ်เนาะပြီးမှအသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးမယ်နံပါတ်2ကကြတော့ဗာလဲဆိုရင်ဟီရာဂါနာဟီရာဂါနာဆိုတာကဂျပန်ရဲ့မူရင်းစကားလုံးဟုတ်ပြီနံပါတ်3ကကြတော့ဗာဖြစ်မလဲခါတာခါနာခါတာခါနာဆိုတာကကြတော့အင်္ဂလိပ်စကားလုံးတွေကနေပြီးတော့ပြန်လဲမွေးစားထားတော့စကားလုံးဟုတ်ပြီနံပါတ်4ကကြတော့ဘာလို့ခေါ်လဲဆိုတော့ခန်းကြီးခန်းကြီးဆိုတာကကြတော့တရုတ်စကားလုံးမှာဆင်းသက်လာတော့စကားလုံးเนาะဟုတ်ပြီအဲ့ဒါဆိုတော့ဒီအမျိုးအစား၄မျိုးရရင်ဂျပန်စကားဒါမှန်တိုင်းပြောရင်ရေးတာဖတ်တာရပြီအဲ့မှာစကားလုံးပြီးသွားရင်ဘာလာမလဲဆိုတော့အတန်လာပြီနော်အတန်တွက်လာပြီအဲ့တော့ဂျပန်ဘာသာစကားမှာကျတော့အတန်တွက်ကအကျမ်းမြင့်အဖြစ်ဘယ်နှမျိုးရှိမလဲဆိုရင်5မျိုးရှိမယ်နော်ဂျပန်ဘာသာစကားမှာအတန်တွက်5မျိုးရှိတယ်ဟိုကစကားလုံးမျိုးစား4မျိုးအတန်တွက်ကကြတော့ဘယ်နှမျိုးလဲ5မျိုးဟုတ်ပြီအဲ့တော့နံပါတ်1အနေနဲ့ဆိုရင်ဘာဖြစ်မလဲဆိုတော့အတန်ပြင်းလို့ခေါ်တယ်အတန်ပြင်းကိုဂျပန်လိုဆိုဘယ်လိုခေါ်လဲဆိုရင်ဓာတ်ခုအွန်ဓာတ်ခုအွန်เนาะအတန်ပြင်းကိုဂျပန်လိုဆိုရင်ဓာတ်ခုအွန်နံပါတ်2ကကြတော့အတန်ပေါင်းဆိုတဲ့ဟာမျိုးเนาะပေါင်းပြီးတော့ထွက်တဲ့ဟာမျိုးဆိုရင်ယောအွန်လို့ခေါ်တယ်ယောအွန်ဟုတ်ပြီနံပါတ်3ကကြတော့ဒါအွန်တန်ပေါ့နော်အဲ့ဒီမှာဒါဒီဆန်စီရိုအနေနဲ့ဆိုရင်ဒီ n လေးကကြတော့အင်္ဂလိပ်လိုဆိုရင်အန်တန်လို့ထင်မှာပေါ့မဟုတ်ဘူးအတန်အတွက်ကိုဘယ်လိုလေးထွက်ကမလဲဆိုရင်အွန်လို့ထွက်ကြတယ်အာဝါဆွဲနတ်တာဝိဆနှလုံးပေါင်းအွန်လို့အတန်ထွက်ကြတယ်เนาะအဲ့တော့အွန်တန်ပေါင်းဆိုမယ်လို့မှတ်ကြမယ်နံပါတ်3နော် on တန်ပေါင်းဆိုမယ်အဲ့တော့ n ကိုအခုကစပြီးတော့ n ကိုမြင်အင်္ဂလိပ် n ကိုခဏမေ့ထားလိုက် n ဆိုတဲ့သင်္ကေတလေးမြင်ပြီဆိုရင် on လို့မှတ်ထားရမယ် on တန်ပေါင်းဆိုခြင်းon နော်ပြီးတော့ရင်နံပါတ်4ကကြတော့ဗာလဲဆိုရင်အတန်ရှည်ဆွဲခြင်းနော်အတန်ရှည်ဆွဲခြင်းအဲ့ဒါကိုကြတော့ဘယ်လိုခေါ်လဲဆိုရင်ချော on လို့ခေါ်တယ်ချော onနောက်တစ်ခုကကျတော့နံပါတ်5အတန်ဆောင်ဆိုတာနော်အတန်ဆောင်ဆိုခြင်းကိုကြတော့စုခုအွန်လို့ခေါ်တယ်စုခုအွန်လို့ခေါ်တယ်အဲ့တော့အတန်မျိုးစားအားလုံးဘယ်နှမျိုးရှိလဲ5မျိုးရှိတယ်โอเค